Hello everyone ကဲဒီနေ့မှာတော့ Fanny ကိုဘလို့ကျွမ်းကျွမ်းကျင်လမ်း6ပြသွားမလဲဆိုတော့ကြည့်ကြပါဦးဗျာအပေါ်လမ်းမှာလီလာမကိုမတော်မတရားနေရောက်ပေါင်းကြံနေကြတာအကြောင်းနဲ့ငါလာပြီငါကဲတင်ပေးမယ်မဟုတ်ဘူးငါကောက်စားပေးမယ်ဒီကောက်စားခြင်းလို့ SQ နဲ့ဆိုပါလေဆိုကောက်စားတယ်ဆိုတော့အေးကောင်းလိုက်တာနေရကပ်ပြီးတော့ပြန်ကောင်းမစားရရန်တနေ flag နဲ့ပြေးထွက်သွားတော့ပေါ့ဟုတ်ပြီကြိုက်သွားပြီကြည့်နေငါလမ်းလျှောက်ပြီးတော့မင်းကိုလိုက်တက်ပြမယ်အမလွတ်မယ်ထင်ပြီးပြေးရလားဘယ်လွတ်မလဲအမတောက်ဖက်နဲ့ကြီးနဲ့ model ချိုးချောင်းနေရအောင်တခုခုတွေးလိုက်တယ်လို့ပဲဒီလိုအချိန်ခါဒီလိုအချိန်နေငါစောင့်နေတာမောလိုက်တာ Franco ရဲ့ငါအလယ်လဲကနေပြီးတော့အပေါ်လမ်းကိုလမ်းလျှောက်ပြီးလာခဲ့ရတာဟော့တော်အေးဒီလောက်နေရောက်တော့ပြိုကျိုးဆွဲချော်ပါတယ်တဲ့ဟို Franco ကစောစီအကွက်တွေထုတ်ပြနေတာအကူခဏလေးတောက်ခဏနိုင်ရကပ်ပြီးပြန်ဆက်ရလားနိုင်ရကပ်ပြီးပလာတာရိုက်တဲ့အကွက်လေးအဲပေါ့ပြန်လာတော့မဲ့သူစောင့်နေတာတော့မဟုတ်ဘူးတွေ့ရနေနေတဲ့သူအစဲခုနဲ့ကောက်စားမလို့စောင့်နေတာကို Franco ကအရန်လောတာပဲဟဲ့ကောင်းသွားပြီရောက်ပြန်တကယ်ကောင်းတဲ့ fan တွေလေးပါဗျာကောက်စားတဲ့နေရာမှာပြောပါတယ်အပေါ်လမ်းမှာလီလာမလွတ်ကျွတ်တာဝါတွေခိုးချိုးနေတာသူ့မဘူးမမြင်ဘူးထင်တာနေမှာငါမှစပိုက်တာမင်းကျိုးနေလိုက်ဩတော်အေးကျိုးတွေလွဲနေပါတယ်တဲ့ MCV မှာလိုအပ်နေတာငါလို fan နေနေမှာဟုတ်ပြီပါလားကဘာလေးဝင်ပြီးတော့ရက်တောင်နဲ့မဟုတ်ပေးလိုက်တော့ဝါOh my god ငါဘယ်ကဘာရခဲ့တဲ့တက်တီနဲ့ငါတာဝါလေးရှိဝင်သွားလားမသိကဲဖြစ်သေးပါဘူးလမ်းလျှောက်ရတဲ့မောနေမပိုင်တာမန်းနဲ့စပိုက်တာမန်းကွက်လေးတော့ထုတ်ပြအောင်ပါဗျာဟေးတုံကြလှုပ်ချင်တာငါ့ကိုတက်ချင်တာချောင်းငါမှအစဲခုရှိတာဆိုတော့ तू လိဘူးနေမှာမပိုင်နိုင်မနဲ့စပိုင်ဒါမန်ကွက်တွေထုတ်ပြပေးမယ် game ပွဲကိုတော့နိုင်အောင်ဆော့ခဲ့ပါတယ်ဗျာ gameplay video လေးတော့အများနဲ့ဆက်ပေးမှာမဟုတ်ကျွန်တော် channel လေးကို follow နဲ့ကူညီပေးလို့ရပါတယ်ဗျာ guys ရှင်နဲ့ hero လေးရှင်လည်း comment မှာရေးသွားလို့ရပါတယ်ဗျာ video တွေမှာပြန်တွေ့ကြမယ်နော်ပကပကဘိုင်